အားလုံးပဲမင်္ဂလာပါရှင်ဗီယက်နမ်နိုင်ငံလို့ပြောလိုက်တာနဲ့လူတိုင်းတွဲမြင်မဲ့အစားအသောက်ကတော့ pho ပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကြတော့ဒီ pho ခောက်ဆွဲကိုဗီယက်နမ်နိုင်ငံရဲ့ national dish အဖြစ်တောင်မှသတ်မှတ်ထားလို့ပဲဖြစ်ပါတယ်။ခုတနက်မြို့ကလည်းအေးနေပြီဆိုတော့ကြတော့ကျမခောက်ဆွဲပူပူနွေးနွေးလေးစားချင်တာနဲ့ pho ခောက်ဆွဲကိုသားစားခဲ့ပါတယ်။ဒီမှာသူ့ရဲ့ဆန်ခောက်ဆွဲအီအီလေးကိုဆွဲထုတ်လိုက်တာနဲ့အငွေတစ်ထောင်းထောင်းနဲ့ပေါ့နော်လုံးဝစားချင်စရာပါပဲရှင်။ခောက်ဆွဲနဲ့စားဖို့အတွက်ဆိုလို့ရှိရင်ဒီလိုမျိုးပဲပဲမောက်ပြုတ်ထားတာလေးရယ်ငရုတ်သီးတမယာသီးကျွတ်သွန်ဖြူလေးရယ်ပြီးတော့ကြတော့အမွှေးကြိုင်အနေနဲ့ဒီလိုမျိုးထိုင်းပင်စိမ်းလေးရယ်ရှမ်းနံနံလေးရယ်ပေးထားပါတယ်ရှင်ကဲအခုဆိုလို့ရှိရင်တော့ကျမအပီပြင်ဆွဲဖို့အတွက်ပေးထားတဲ့ပဲပင်ပေါက်လေးရယ်ပြီးတော့ကြတော့ထိုင်းပင်စိမ်းလေးရယ်ကိုထည့်နေတာဖြစ်ပါတယ်ဒီခောက်ဆွဲရဆိုလို့ရှိရင်တော့အမဲရိုးဒါမှမဟုတ်လို့ရှိရင်ကြက်ရိုးတို့အချိန်ကြာကြီးပြုတ်ပြီးတော့ကြတော့ရလာတဲ့အရင်နဲ့လှုပ်ထားတဲ့ခောက်ဆွဲပဲဖြစ်ပါတယ်ပြီးတော့အမွှေးကြိုင်နေနဲ့တစ်ကြပိုးလေးညင်းနဲ့နှက်ပွင့်တို့နဲ့လှုပ်ထားမို့လို့သူ့ရဲ့အနံအယမ်းမွေးပြီးတော့ကြတော့လေးစားရအနွေးနွေးထွေးလေးဖြစ်စေပါတယ်ကျွန်မစားခဲ့တဲ့ pho ကတော့ Hanoi style pho ပဲဖြစ်ပါတယ်Hanoi style ဖြစ်တာမို့လို့သူကအရေးကြီးကြီးလေးနဲ့ရိုးရိုးရှင်းရှင်းလေးပေါ့နော်တောင်ပိုင်း style ဆိုလို့ရှိရင်တော့သူက topping တွေပိုများပြီးတော့ကြတော့အရသာအချိုဘက်ကိုသွားပါတယ်ရှင်ဒီခောက်ဆွဲရလေးဘလောက်တောင်ရိုးရှင်းလဲဆိုလို့ရှိရင်တော့အယောင်နေစီတွေလည်းမပါဘူးပေါ့နော်တချို့စားတွေဆိုလို့ရှိရင်စားလို့အရန်ကောင်းတယ်ဒါပေမဲ့လေအများအားစားမလားဆိုလို့ရှိရင်မစားနိုင်ဘူးဤသွားတယ်ပေါ့နော်အရသာတွေအရန်ပြင်းလို့ရှိရင်ဒါလေးကတော့လေကျမအောင်နေတိုင်းစားလို့ပြောရင်တော့မှကျမစားနိုင်လောက်တဲ့အထီကိုသူ့ရဲ့အရသာလေးကရိုးရှင်းပါတယ်အခုကတော့ခောက်ဆွဲကုန်ကန်နီးလေးကိုကျမကချင်းချင်းဆက်ဆက်လေးလဲစားချင်တာကြောင့်မို့လို့ငရုတ်သီးလေးရဲ့တမယာသီးလေးရဲ့ထည့်ပြီးတော့စားခဲ့ပါတယ်ရှင်ကျမရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်